မိမတွေတော်တော်ခက်တယ်ပတ်စံရှိတဲ့ယောက်ျားမှအထင်ကြီးခြင်းနဲ့အိုးအိမ်တော်ရှင်မိမအပေါင်းတို့ပတ်စံကိုအရေးမကြီးဘူးလို့အကျွန်ုပ်မပြောလို့ပါအိမ်ရှင်မရေပတ်စံတဲ့အရေးကြီးတာယောက်ျားတစ်ယောက်ကပေးတဲ့နှွေးထွေးမှုဟာပတ်စံတဲ့ပို့ပြီးအရေးကြီးတယ်ဆိုတာအိမ်ရှင်မနင်သိသိစေချင်တာပဲဒီလက်ကုပ်တန်ယောက်ျားတွေပဲဖြစ်မယ်ဟုတ်တယ်မိမတွေကပတ်စံများမရှာနိုင်နှခမ်းကြီးကိုတထောင်လောက်စုထားတာအိမ်ထဲဝင်ရင်ပြတင်းပေါက်မမြင်ရဘူးသူနှခမ်းမဲ့မြင်ရတယ်မိမတွေကတင်တောင်းတင်တယ်ထားနိုင်တဲ့သူကိုမှမိမတွေကအလိုရှိကြတာမိမရဲ့ငါနင့်ကိုတင်တောင်းတင်တယ်ထားနိုင်ဖို့ငါစူးစမ်းပါလေတင်တောင်းတင်တယ်ထားနိုင်တာလဲအရေးကြီးတယ်လို့တင်တောင်းတင်တယ်ထားနိုင်တာလဲအရေးကြီးတာကနင့်ကိုငါအမြဲတမ်းဘာပဲလုပ်လို့ဦးစားပေးတယ်လေဦးစားပေးခြင်းဟာတင်တောင်းတင်တယ်ထားခြင်းတယ်အရေးကြီးတယ်ဆိုတာအိမ်ရှင်မတွေမသိတာလို့တော်တော်မိုင်မဲတယ်ကွယ်